ကလေးတို့ရေတင့်လျှော်လျှောက်ပတ်သောအရက်ဒေသမှာနေထိုင်ခြင်းသည်မြင့်မြတ်သောမင်္ဂလာတစ်ပါးဖြစ်သည် ဒီဇလန်းကလည်းဒီလိုနေရာလေးမှာနေထိုင်ရတဲ့မင်္ဂလာတရားအကြောင်းပေါ့ ကလေးတို့ရေဒီနေ့တော့စိတ်ကူးပေါက်တိုင်းချက်ချင်းအကောင့်ထဲပေါ်လာတတ်တဲ့ထူးဆန်းတဲ့ရွာလေးတစ်ရွာအကြောင်းပြောပြမယ်နော် အဲ့ဒီရွာလေးမှာစိတ်แท้ကတွေးလိုက်တာနဲ့ဘာမဆိုတည်နေတဲ့အပွားအိုကြီးတယောက်ရှိတယ် တနေ့ကျတော့ရဟန်းငယ်လေးတစ်ပါးအဲ့ဒီရွာကိုရောက်သွားတဲ့အခါဘာတွေဆက်ဖြစ်မလဲသူ့ဘာတွေကြောက်လန့်သွားလဲဆိုတာစိတ်ဝင်စားဖို့ကောင်းလာပါတယ် ကဲပုံမင်းလေးတွေကိုအတူတူသွားလိုက်ကြရအောင်နော် ဟိုးရှေတုံးကတာဝက်ထီပြီးမှာမော့ဝါကျွတ်တဲ့အခါရဟန်း60ရောက်ငိုင်း မြတ်စွာဘုရားစီကိုလာရောက်ကန်တော်ကြရဲ့ အနားမှာရဟန်းငယ်လေးတစ်ပါးလည်းရှိနေလေ ဖယားရှင်ကယဟန်တွေကိုအစဉ်ပြေရဲ့လားမိတယ်ယဟန်တွေကအားလုံးအစဉ်ပြေချောင်းလျှောက်ပြိ မာတီကမေတော်ကြီးရဲ့ဂျေဇုကိုချီးမွမ်းကြ အပွားကြီးကသူ့တို့စိတ်ကိုတည်တယ်လို့ဆိုလေ လိုချင်တဲ့စွန်းကိုအတိအကျလောင်းလို့တယ်ပေါ့ ဒါကြောင့်သူတို့တရားထူးရခဲ့ကြောင်းပြောကြတယ်ဒါကိုကြတော့ယဟန်ငယ်လေးစိတ်ဝင်စားသွားရဲ့သူလည်းအဲ့ဒီရွာလေးကိုသွားချင်စိတ်ပေါက်လာတယ်